မင်္ဂလာပါ Easy Learning မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့ဖားနဲ့စားတဲ့ဆိုရိုးစကားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဖြစ်မဲ့ခွေအမွေတခြားဒီစကားလေးရဲ့အဓိပ္ပာယ်ကတော့ထွန်းထွန်းပေါက်ပေါက်ထူးထူးခြားခြားရှိတဲ့ခွေးလေးတွေကအခြားခွေးလေးတွေနဲ့အယောင်မတူဘူးအမွေအယောင်မတူဘူးအမွေပုံစံမတူတမိုးထူးခြားတယ်ဆိုတဲ့စကားလေးပါလူတွေမှာဆိုလဲတမီပေါက်တယောက်ထွန်းဆိုတဲ့ဆိုရိုးစကားလေးရှိတယ်ပေါ့နော်။နောက်တစ်ခုကဖြစ်လွယ်လျင်ပြက်လွယ်ဖြစ်ခဲလျင်ပြက်ခဲတဲ့ဒီရဲ့အဓိပ္ပာယ်လေးကတော့အကြောင်းအရာကိစ္စတွေကိုကိုကခက်ခက်ခဲခဲစူးစမ်းခဲ့ရတဲ့ကိစ္စတွေကပျက်စီးဖို့ခက်ခဲတယ်ဒါပေမဲ့လွယ်လွယ်နဲ့ဖြစ်တဲ့အရာတွေလွယ်လွယ်ရတဲ့အရာတွေကလွယ်လွယ်နဲ့လည်းပျက်စီးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဖြစ်သမျှအကြောင်းအကောင်ကြီးပဲဒီရဲ့အဓိပ္ပာယ်လေးကတော့ကျမတို့နေ့စဉ်ကြုံတွေ့နေရတဲ့အကြောင်းကိစ္စတွေပေါ်မှာအဆိုးတွေလည်းရှိမယ်အကောင်းတွေလည်းရှိမယ်ဒါတွေကိုဆိုးနေလဲဆိုးတဲ့ဘက်ကမတွေးဘဲနဲ့အကောင်းဘက်ကနေတွေးတောဆင်ခြင်စဉ်းစားခြင်းကမိမိကိုယ်ကိုစိတ်ချမ်းသာစရာရစေတယ်ဆိုတဲ့အဓိပ္ပာယ်ပါဖူးဦးလိတ်တဲ့ကျွဲနို့ကဲတဲ့ဖူးဦးရဲ့လက်ရဲ့အသေးရဲ့ကျွဲနို့ကဲရဲ့ကအစားအစာတွေထဲမှာအစိမ့်ဆုံးအရသာရှိတဲ့အစားအစာတွေဖြစ်တယ်ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ကျမကတော့မစားဘူးပေါ့နော်ကဲခုလိုမျိုးဆွေးရိုးစကားလေးတွေကိုထပ်တင်ပေးသွားမှာမို့လို့လေ့လာပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်